ချေပတ်ထားခြင်းနေမင်းရဲ့ပြောလို့လေးနဲ့ဝီမှာပူကြောင်နေတယ်ချီအောင်လေးလှမ်းလိုက်တိုင်းမှာအရင်ကလေးတို့ကူလိုက်နေလေလိတ်ချာသူတီးပါခွေနေလေးတော့စားချင်ရဲ့ကိုမှစံတယ်မှာခွေအလုံးသားလေးတော့ခွေအောင်ချီရဲ့ကြည်စားပါလေနေရဲ့ချမ်းကိုမှပတ်စားလို့ရှိရမယ်လိတ်ချာသူတီးပါခွေtu tiba kue Now